မင်္ဂလာပါဒီနေ့ English Semantics ကိုကျွန်တော်နဲ့အတူတူလေ့လာလိုက်ကြရအောင်အာ MCQ တွေရောခဏကြော်လိုက်မယ်ကြော်ပြီးတော့မှကျွန်တော်တို့ကဒီ chapter တွေရဲ့အနှစ်ချုပ်တွေကိုပဲလေ့လာမယ်ပေါ့နော် chapter အနှစ်ချုပ်တွေလေ့လာတဲ့အခါမှာပို့ထားတဲ့ reading guidelines ရှိတယ်ဒီမှာလေးကြည့်ရမလဲဆိုတာပေါ့နော် chapter 7ရဲ့နာမည်က reference တဲ့နော်အဲ့ထဲမှာဆိုရင်သူကဘာလို့အောင်လဲဆို understand the distinctions among referring expression reference and the way of referring เนาะဒီဟာတွေသုံးခုပေါ့ referring expression ဆိုတာရယ် reference ဆိုတာရယ် way of referring ဆိုတာရယ်ဒီဟာတွေကိုနားလည်ဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ review extension and intention extension ဆိုတာဘာလဲ intention ဆိုတာဘာလဲပြီးလို့ရှိရင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဥပမာတွေကိုပေးနိုင်ရမှာဖြစ်တယ်နော်နောက်တစ်ခုကကြတော့ generic ဆိုတာဘာလဲ specific ဆိုတာဘာလဲ non specific ဆိုတာဘာလဲ definite ဆိုတာဘာလဲ indefinite reference ဆိုတာဘာလဲเนาะဆိုတော့အဲ့ဒါတွေကို identify လုပ်နိုင်ရမယ်အမျိုးအစားခွဲခြားသတ်မှတ်နိုင်ရမယ်ဆိုလိုတာ generic reference specific reference non specific reference definite reference နဲ့ indefinite reference ဆိုပြီးတော့ဖြစ်ရမှာပေါ့เนาะဘယ်နှမျိုးလဲဆောင်းစမ်စီမျိုးเนาะနောက်တစ်ခုက revise die ဒါဘယ်လိုတန်တော့လဲ diasis နဲ့ anaphora နဲ့ကိုသိရမယ်။သူသဖြင့်တော့ especially သူသဖြင့်တော့ how context determines interpretation context လို့ခေါ်တယ်နော် context ကပါဝင်တဲ့စာက interpretation လို့ခေါ်တဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုအဓိပ္ပာယ်ပုံမှုကိုဘယ်လိုဆုံးဖြတ်ပေးတယ်လဲဆိုတာကိုလို့သိနိုင်မယ်ပေါ့နော် DEISIS ကိုဘယ်လိုတန်ထွက်လဲကြည့်ရအောင်ဒီမှာခဲနော်ပါအောင်နော်ဆိုတော့ဒါပဲကြည့်ရအောင် Deixis. Deixis နော်ဒီက SIS ကို Deixis လို့တန်ထွက်မယ် Deixis now be ready for questions on referential ambiguity နော်referential ambiguity ကို noun phrase အနေနဲ့ရော pronouns အနေနဲ့ရောရှိဖို့အတွက်အဲ့ question တွေကိုအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေ့လာပါတဲ့နော်အဲ့တော့ဒါ chapter 7ပေါ့နော် chapter 7ကိုလေ့လာရအောင် chapter 7က reference MCQ နောက်မှာကြည့်မယ်ကျွန်တော်တို့စာအုပ်ရင်ကြည့်အောင်နော် chapter 7 reference reference ဆိုတာပါလေ reference ဆိုတာကနော် how we use language ကျွန်တော်တို့ကဘာသာစကားကိုသုံးတယ်သုံးပြီးတော့မှ to point to things in the world around us ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့တကယ်ကမ္ဘာလောကကြီးကိုညွှန်ပြဖို့အတွက်ဘာသာစကားကိုသုံးတာကို reference လုပ်တယ်လို့ခေါ်တယ်အဲ့တော့အဲ့လိုပြောသုံးတဲ့နော်အဲ့ဒီအရာဝတ္ထုတွေဒီဘာတွေလဲဆိုလို့ရှိရင်တကယ်အစစ်မှန်ဖြစ်နိုင်တယ်ဥပမာပြောမယ်ဆိုတစ်ပင်ပေါ့နော်တစ်ပင်ဖြစ်နိုင်တယ် real တစ်ပင်ဖြစ်နိုင်တယ်ဒါမှမဟုတ်တည်ထားတဲ့နော်သတ္တဝါတွေအကောင်လူတွေဖြစ်နိုင်တယ်ဥပမာသမိုင်းထဲမှာတည်သွားပြီးသားလူကြောင့်ဆန်းအကြောင်းပြောဘိုးကြောင့်ဆန်းတည်ပြီးသားဒါမှမဟုတ်လို့ရှိရင်လုံးဝကိုစိတ်ကူးရင်ထားတာလည်းဖြစ်နိုင်တယ်ဥပမာငကားဆိုတာဘိုးငကားကိုပြောမှာမဟုတ်ဘူးနော်အဲ့တော့တကယ်ရှိလားမရှိလားတက်ဆိုင်ဒါဒီစိတ်ကူးရင်လို့ပြောတာပိုအဆင်ပြေတယ်ပေါ့နော်တကယ်ရှိတယ်လည်းရှိမယ်မရှိတယ်လည်းမရှိဒါပေမဲ့စိတ်ကူးရင်တာတော့သိကြတယ်ဆိုတော့အဲ့ဒါမျိုး၃ခုရှိတယ် real that နဲ့ imaginary ရှိတယ်ဒါဆိုရင်basic pointings with words เนาะစာရင်းနဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့မှအခြေခံညွန်ပြမှုပေါ့เนาะအဲ့ဒါကိုပြောကြည့်အောင်ကျွန်တော်တို့ when we speak ကျွန်တော်တို့စကားပြောတဲ့အခါမှာကျွန်တော်တို့ကစကားပြောရင်ဘာလုပ်လဲကျွန်တော်တို့စကားပြောရင် referring expression ဆိုတာရှိတယ်ညွန်ပြတဲ့ဖော်ပြချက်ရှိတယ်အဲ့ဒါဒီဘာလဲဆိုတော့เนาะစလုံးတစ်လုံးဖြစ်နိုင်တယ်စလုံးအုပ်စုသို့မဟုတ်เนาะအဲ့ဒါတော့ what or group of words ဖြစ်နိုင်တယ်တနည်းအားဖြင့် noun phrase ပေါ့အဲ့ဒါသုံးပြီးတော့မှဘာလုပ်တာလဲဆိုတော့တစ်စုံတစ်ခုကိုအမျိုးအစားခွဲခြားသတ်မှတ်ဖော်ပြတာ identify something လုပ်တာဆိုတော့ the accurate thing or person in the world that the word points to it เนาะတကယ်လောကထဲမှာရှိနေတဲ့ပစ္စည်းအစစ်မှန်ပေါ့เนาะအခုစကားလုံးကနေညွှန်ပြတဲ့ပစ္စည်းအစစ်မှန်တကယ်လောကထဲမှာရှိနေရမယ်စကားလုံးကနေညွှန်ပြတဲ့ပစ္စည်းအစစ်မှန်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် reference လို့ခေါ်တယ် REFERENCE reference လို့ခေါ်တယ်အဲ့တော့ဥမာပြောမယ်ဆိုရင်မင်းက that ဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီကြောင့်
အဲ့ဒီကြောင်လို့ပြောလိုက်တဲ့စကားလုံးအဲ့နော် that cat ဆိုတာကမင်းကပြောလိုက်တဲ့စကားလုံးဒီစကားလုံးပေါ့ that cat ဆိုတဲ့စကားလုံးဒီစကားလုံးပိုင်းစကားလုံးတိုင်းဒီစကားလုံးကိုဘာလို့ခေါ်လဲဆိုရင် referring expression လို့ခေါ်တယ်အဲအဲ့ဒီမှာမင်းကအဲ့ဒီကြောင်ကိုပြောတဲ့အခါမှာအဲ့ဒီကြောင်ကတကယ်ပဲဒီဟိုဟာထဲမှာလမ်းလျှောက်နေရယ်ကွယ် garden ထဲမှာနော်ပန်းချံထဲမှာတကယ်လမ်းလျှောက်နေတဲ့ကြောင်ဖြစ်တယ်တကယ်ကြောင်အစ်စ်ကိုကြတော့ reference လို့ခေါ်တယ်တကယ်ကြောင်အစ်စ်ကို reference လို့ခေါ်တယ်အဲ့ဒီကြောင်လို့ပြောတဲ့စကားလုံးအဲ့ဒီစကားလုံးကိုကြတော့ဘာလို့ခေါ်လဲဆိုရင် referring expression လို့ခေါ်တယ်ဟုတ်နော်အဲ့ဒါဆို referring expression ဆိုတာစကားလုံး reference ဆိုတာတကယ်ပစ္စည်းအစ်စ်တကယ်ကြောင်အစ်စ်အဲ့ဒါကို ref နော်ခေါ်တာနော်နောက်တစ်ခု extension နဲ့ intention extension နဲ့ intention မှာအဲ့တော့extension နဲ့ intention เนาะ to understand what စကားလုံးတစ်လုံးနားလည်ဖို့အတွက်ကျွန်တော်တို့ကနှစ်ချက်ရှိသိဖို့လိုတယ်တစ်ခုကဘာလဲ extension နောက်တစ်ခုကဘာလဲ intention okay extension ဆိုတာဘာလဲ extension ဆိုတာကเนาะ the big group of every single thing ပစ္စည်းเนาะတစ်ခုချင်းစီရဲ့အုပ်စုအကြီးကို extension လို့ခေါ်တယ် that the word can name စကားလုံးနာမည်ပေးလို့ရဥပမာပြောမယ်ဆိုရင်ဒါလွယ်လွယ်လေးပါ dog ခွေးဆိုတဲ့စကားလုံးခွေးဆိုတဲ့စကားလုံးဒီခွေးတိုင်းကိုပြောတယ်ခွေးအားလုံးပဲအဲ့ခွေးဒီခုရှိနေတဲ့ခွေးလည်းဖြစ်နိုင်တယ်ဟိုးအတိတ်နော်တုံးကရှင်တန်ခဲ့ပြီးသားခွေးတွေလည်းဖြစ်နိုင်တယ်နောက်ရှင်တန်လက်တန်တော့ရှိလက်တန်တော့ခွေးတွေအားလုံးကိုစားပြုတယ်ခွေးလို့ပြောလိုက်တာ ਨੇ ခွေးတွေအားလုံးကိုစားပြုတယ်အဲ့ဒါက extension intention ဆိုတာကြတော့ तू ကနည်းနည်းလေးထူးခြားသွားတယ် special characteristic ဖြစ်တယ်ဆိုတော့ that must have to belong that group နဲ့သွားပြီးတော့မှနော်ပတ်သက်ဆက်နွယ်နေရမယ်ဥပမာပြောမယ်ဆိုခုနကခွေးပဲအဲ့တော့အဲ့ဒီ intention ကဘာလဲဆိုလို့ရှိရင်ခွေးလို့ပြောလိုက်လို့ရှိရင်6လောက်4ချောင်းနေပါရမယ်ဖောင်ရမယ်ဆိုတဲ့ဟာ intention အဲ့တော့နည်းနည်းခက်နားလေးနည်းနည်းလေးရောမယ်ခက်ဆင်ဆင်တူတယ်နော်ဆင်ဆင်တူမယ်အဲ့တော့6လောက်4ချောင်းတော့ပါတယ်မဟောင်ဘူးဆိုရင်ဆွေးမဟုတ်ဘူးပေါ့ဘယ်လိုပုံစံမျိုးနော်အဲ့ဆိုကျွန်တော်တို့သိတဲ့နာလေးပြောမယ် reference ဒါ3မျိုးရှိရတယ်နော်3မျိုးခွဲလို့ရ reference ဆိုတာခုနပြောတဲ့တကယ်ပစ္စည်းအစစ်မှန်ပြောတာနော်တကယ်ပစ္စည်းအစစ်မှန်ကိုပြောတာအဲ့ဒါကို reference အဲ့ဒါ3မျိုးရှိတယ်အဲ့3မျိုးက unique နဲ့ non unique ဆိုပြီးတော့ non unique ဆိုပြီးတော့မှတစ်ခါခွဲတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် unique နဲ့ non unique မှာ fixed reference ဆိုတာရှိတယ်လုံးဝ fixed ဆိုတာလုံးဝဟိုတော့ထိန်းချုပ်တာဘယ်လိုပြောမလဲfix ဖြစ်နေတာပေါ့ကွယ်မလှုပ်ရှားမရွေရှားတည်မြဲနေတဲ့သဘောပေါ့နော်အဲ့ဒါဆိုရင် तू က always point to the same unique things ဒီပစ္စည်းကိုပဲညွှန်ပြဥမာ Japan အဲ့ဒါဆို fixed reference လို့ခေါ်တယ်အဲ့ဒါက fixed reference နောက်တစ်ခုက variable reference variable ဆိုတာ ကိန်းရှင်သို့မဟုတ်ပြောင်းလဲနိုင်တယ်ပြောင်းလဲနိုင်ပြီဆိုရင် तू ကဘာဖြစ်သွားပြီလဲမတူညီတော့ဘူးနော်အဲ့သူက depending on who is talking ဘယ်သူကပြောနေတယ်လဲဆိုတဲ့ပုံမှာမူတည်တယ်ဥမာ my house ငါအိမ်ငါအိမ်ကဘာပြောင်းလဲဟောကျွန်တော်ကပြောရင်ကျွန်တော်ကနေငါအိမ်လို့ပြောရင်အဲ့ဒါငါအိမ်ကျွန်တော်အိမ်အဘုံမြင့်ရဲ့အိမ်ဝီလီယမ်ရဲ့အိမ်ဆာရာကပြောတယ်ငါအိမ်လို့ပြောတယ်ကျွန်တော်ပြောတာလည်းငါအိမ်ပဲเนาะဆာရာပြောတာလည်းငါအိမ်ပဲเนาะဒါပေမဲ့ဆာရာပြောတဲ့ငါအိမ်ဆိုတာဆာရာအိမ်ကိုပြောတာအဘုံမြင့်ပြောတဲ့ငါအိမ်ဆိုတာအဘုံမြင့်ရဲ့အိမ်ကိုပြောတာအာဂျန်ဂျူလီပြောတဲ့ငါအိမ်ဆိုတာသူ့အိမ်ကိုပြောတာဆိုတော့အဲ့ဒါဒီ variable reference လို့ခေါ်တယ်ဂျပန်ကတော့ face reference ဥမာကျွန်တော်ကပြောတယ်နော်ငါတကယ်ချင်းဂျပန်မှာရှိတယ်ကျွန်တော်ပြောတဲ့ဂျပန်နော်ဟုတ်ဝီလီယမ်ပြောတဲ့ဂျပန်နဲ့ဆာရာပြောတဲ့ဂျပန်နဲ့အတူတူပဲတစ်ခုတည်းပဲအဲ့ဒါကို face reference လို့ခေါ်တယ်နောက်တစ်ခု concrete versus abstract concrete ဆိုတာဘာလဲ abstract ဆိုတာဘာလဲ concrete ဆိုတာကကြတော့ထိတွေ့ကင်တွယ်လို့ရတဲ့အရာတွေကို concrete လို့ခေါ်တယ်ဥပမာပြောမယ်ဆိုရင်တကားပေါ့နော်ကင်လို့ရတာတွေအကုန်လုံး concrete ပေါ့ထားပါတော့ abstract ဆိုတာတော့ကျွန်တော်တို့ထိတွေ့ကင်တွယ်လို့မရတဲ့ဟာဥပမာပြောမယ်ဆိုရင် problem ပြဿနာအဲ့ဒါတော့မြန်မာလိုပြောရင် direct ရှိနဲ့ direct မဲ့လို့ပြောလို့ရတာပေါ့နော်ပြဿနာမှမဟုတ်မေတ္တာကိုလည်းကင်လို့မရအောင်ချစ်တာကိုလည်းကင်လို့မရအောင်ဟုတ်တယ်နော်အဲ့ဒါက concrete နဲ့ abstract ဆိုတော့စိတ်တစပေါ့မြန်မာလိုဆိုစိတ်တစနဲ့နောက်တစ်ခုက countable နဲ့ non countable ဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ countable နဲ့ uncountable လို့ပြောခဲ့တာဟုတ်ဒီမှာ non countable လို့ပြောမယ် countable ဆိုတာဘာလဲတစ်ခုပြီးတစ်ခု one by one တောင်းလို့ရတာဥမာ apples တဲ့နော်ပန်းသီးတစ်လုံးပန်းသီးနှလုံးပန်းသီးသုံးလုံး
non countable ဆိုတာကကျတော့သူတို့ကို mass တစ်ခုလုံးအနေနဲ့တော့၎င်း continuous substance အနေနဲ့တော့၎င်းပြောတယ်ဥမာ water rice ရေလို့ဆိုတော့ဒါငယ်ငယ်တော့တင်တဲ့ non countable uncountable နဲ့အတူတူပဲပေါ့နော်ဒီမှာတော့ non countable လို့ခေါ်လိုက်တဲ့သဘောပဲဒါကဘာကြောင့်ပြောတာလဲ reference ကို၃မျိုးခွဲတာ unique non unique concrete abstract countable non countable နောက်တစ်ခုက ways of referring refer လုပ်တဲ့နည်းလမ်းတွေပြောမယ်အဲ့မှာ context เนาะအဲ့မှာဘာလဲဆိုလို့ရှိရင် when and where and when you speak မင်းပြောတဲ့အခါမှာ changes how you refer to things အဲ့မှာပြောင်းတာလေးပြောမယ်နော် generic ဆိုတာရှိရယ် specific ဆိုတာရှိရယ် generic ဆိုတာဘာလဲ if you မင်းပြောတယ် a dog makes a fine pet a dog makes a fine pet ခွေးဆိုတာတကယ်ကိုပဲအိမ်မွေးတိရစ္ဆာန်ကောင်းလေးဖြစ်တယ်လို့မင်းကပြောတယ်အဲ့ဆိုမင်းကဘာပြောချင်တာလဲခွေးတွေအားလုံးကြောင်းမင်းကရေပုံရအားဖြင့်ပြောတာခွေးတွေအားလုံးကြောင်းရေပုံရအားဖြင့် general ပြောတာ general ပြောတဲ့အတွက် generic reference လို့ခေါ်တယ် general ပြောလို့ generic reference okay အဲ့မှာမင်းကပြောပြပြီ we have a dog ငါတို့မှာခွေးတစ်ကောင်ရှိတယ်ဆိုတော့ဒီမှာလဲ a dog ပဲဒီမှာလဲ a dog ပဲဖြစ်တယ်နော်ပေါ်မှာပြောတဲ့ a dog ကခွေးဆိုတာလေအိမ်မွေးတိရစ္ဆာန်ခွေးတစ်ကောင်ဆိုတာအိမ်မွေးတိရစ္ဆာန်ကောင်တစ်ခုဖြစ်နိုင်တယ်ဘယ်လိုခွေးပြောလဲဘယ်သူခွေးကိုလို့ရည်ညွှန်းတာမဟုတ်ခွေးအားလုံးကိုရည်ညွှန်းတာငါခွေးလည်းမဟုတ်သူ့ခွေးလည်းမဟုတ်ပြည့်စုံချမ်းသာလည်းမဟုတ်ဘူးဆာလီဘရောင်လည်းမဟုတ်ဘူးအဲ့ဒါက general ပြောတဲ့အတွက် general reference ငါမှာခွေးတစ်ကောင်ရှိတယ်လို့ပြောတယ်ဆိုကြတော့အဲ့ဒါမင်းရဲ့ခွေးတိတိကျကျကိုပြောတာဖြစ်တယ်နော် one particular dog ပြောတာဖြစ်တယ်အဲ့ဒါကြောင့်သူ့ specific reference လို့ခေါ်တယ်ဒီနောက်တစ်ခုက general နဲ့ definite နဲ့ indefinite အဲ့ဆိုရင်ဆက်ပြောမယ် definite နဲ့ indefinite မှာမင်းက definite reference ကိုသုံးတယ်ဆိုလိုတာက definite reference ဆိုတော့လွယ်ပါတယ်ဒါသိပြီလားစကားလုံး there be ဆိုတော့မင်းပြောချင်ဥမာဘယ်ချိန်မှာလဲဆိုတော့ when you believe the listener knows exactly which things you mean မင်းနားထောင်နေတဲ့လူကမင်းဘာကိုဆိုလိုတာလဲဆိုတာတိတိကျကျသိတဲ့အခါမျိုးမှာဆိုရင်မင်းက there ကိုသုံးတယ်ဥမာပြောမယ်ဆို the baby ကလေးဆိုပြီးတော့မင်းရဲ့မိန်းမသို့မဟုတ်မင်းရဲ့ယောက်ျားကိုပြောတယ်ပေါ့လေနော်ကလေးလို့အဲ့လိုပြောလိုက်လို့ရှိရင်ဘယ်သူကလေးလဲနင်တို့ကလေးလေနင်တို့လော်ကူပြီးမော်ကွေးထားတဲ့တလော်ကီကိုပြောတာလေဟုတ်ပြီနော်ဆိုတော့ဘယ်သူကလေးဖြစ်ရမှာလဲနင့်ကလေးပေါ့ရှင်ကလေးပေါ့ကျမကလေးပေါ့အဲ့ကလေးကိုပြောတာဘယ်ဘီဘီပဲအဲ့ဒါကသူများကလေးလည်းမဟုတ်လေအဲ့ဒါ definite ဖြစ်တယ် indefinite ဆိုတာကျွန်တော် indefinite article ဖြစ်တဲ့ a and နော်ဆိုတော့ a cat ဆိုတာကျွန်တော် listener ကမင်းဘယ်သူဘယ်ဟောက်ဆိုလိုမန် listener ကမသိနေတဲ့အခါမျိုးမှာသုံးတဲ့ဟာ indefinite မတိကျဘူးပေါ့နော်အဲ့ဒါသုံးတယ်ဆိုတော့ဒါကတစ်ခု general specific definite indefinite နောက်တစ်ခုက deictic anaphora ဒါနော် deictic လို့သင်ထားတာနော်Deixis. နော် deictic နော် deictic နဲ့ anaphora အဲ့ဆို what is deictic and anaphora deictic ဆိုတာဘာလဲ deictic ဆိုတာကကြတော့ pointing words လို့ခေါ်တယ်ညွန်ပြတဲ့စကားလုံးပေါ့နော်သူတို့ကဘာပဲရှိလဲဆိုတော့ that only have meaning if you know who is talking သူကဘယ်သူကစကားပြောနေရလဲဆိုတော့မင်းသိမှအဓိပ္ပာယ်ဖော်လို့ရတဲ့စကားလုံးကို deictic လို့ခေါ်တယ်နော်ဘယ်ရပွဲဒီအားသူတို့ကဘယ်မှာရှိနေရလဲ and what time is this အချိန်ကဘယ်ချိန်မှာရှိနေရလဲဒါတွေသိမှဒါတွေကုန်သိမှနော်ဘယ်သူပြောနေရလဲဘယ်ကောင်မှပြောနေရလဲဘယ်နေရာမှာပြောနေရလဲဘယ်ချိန်မှာပြောနေရလဲဆိုတာတွေကိုသိမှအဓိပ္ပာယ်ဖော်လို့ရတဲ့ဥစ္စာဆိုလိုတဲ့ဘော I တို့ you တို့ here တို့ there တို့ now တို့ tomorrow အဲ့ဒါတွေအကုန်လုံး type တယ် I ငါသည်ဆိုတာဘယ်သူပြောချင်တာငါပြောရင်ငါဖြစ်မှာပေါ့ဟုတ်တယ်နော်စီဇာပြောရင်စီဇာဖြစ်မှာပေါ့အန်ဒရူးကပြောရင်အန်ဒရူးဖြစ်မှာပေါ့သူပြောတဲ့ငါဆိုတာဒီငါသူတို့ဘာယောက်ျားမိန်းမငါယောက်ျားသူတို့ဘာမိန်းမဟုတ်ပြီနော်အဲ့တော့ you ဆိုတာလည်းဘယ်သူပြောချင်တာလဲဘယ်သူကဘယ်သူကိုပြောတာလဲ he ဆိုတာဒီနေရာ there ဆိုတာဟိုနေရာဒါတွေအကောင်ကဘယ်နေရာမှာရှိနေရဆိုတာသိမှအဓိပ္ပာယ်ဖော်လို့ရတယ်ဒီစကားလုံးဖြစ်တဲ့အတွက် deictic လို့ခေါ်တယ်အခုဆိုတာဒီကနေ့2026ခုနှစ်မတ်လ14ရက်နေ့ည10:51မိနစ်အဲ့ဒါကိုပြောတာလားဒါမှမဟုတ်အခုဆိုတာမနေ့ကပြောလို့ရှိရင်မနေ့ကပြောတဲ့အခုကမနေ့ကိုပြောချင်တာကဒါတွေအကုန်လုံးဒီနေရာသိရမယ်အချိန်သိရမယ်ဘယ်သူပြောတာလဲဆိုတာသိရမယ်အဲ့ဒါတွေသိမှဘာဖြစ်ရမှာလဲနားလည်စကားလုံးကို deictic လို့ခေါ်တယ်နောက်တစ်ခုကတော့ anaphora ဆိုတာကြတော့ तू ကဘာဖြစ်သွားလဲ तू ကကြတော့ he တို့ she တို့ it တို့သုံးတယ်
စကားလုံးတစ်လုံးအဲ့ဒါဘာလို့လဲ to point back to something we already mentioned in a conversation ကျွန်တော်ပြောနေကြပြောလက်စစကားထဲမှာအစကတည်းကဖော်ပြပြီးသားအဲ့ဒီဥစ္စာကိုပြန်ပြီးညွှန်းဖို့အတွက် သူမကိုရာဆိုပြီးပြန်ပြောတာဥပမာပြောရင် I saw a dog ကျွန်တော်ခွေးတစ်ကောင်တွေ့ခဲ့တယ် and it was hungry ၎င်းကဘိုက်စာနေခဲ့တယ်၎င်းကဘာလို့ပြောအောင်ခွေးကိုပြောတာပေါ့နော် I saw a dog and it was hungry ဆိုတာကိုတော့ပြန်ရည်ညွှန်းတာတော့မဟုတ်ဘူးလေဒီ it က dog ကိုညွှန်းတာဒါရဲ့မူလာတန်းကလေးတောင်သိတယ်ဟာဒီစကားလုံးကနော်ဆိုတော့ကျွန်တော်တို့ဒီ chapter 7ရဲ့အရေးကြီးတဲ့စကားလုံးလေးတွေပြန်ပြောမယ်ဆိုရင် referring expression ဒါမလို့တကယ်တမ်းတော့ဒါကကျွန်တော်ကဟိုထည့်တာဒါမလို့ဘူးเนาะအဲ့ဆိုပြီးပြီအဲ့ဆို chapter 7ပြီးပါပြီ chapter 7ရဲ့အနှစ်ချုပ်ပေါ့เนาะ chapter 7အစအဆုံးကိုရှင်းပြတာတော့မဟုတ်ပါဘူး chapter 7အနှစ်ချုပ်ကလေးပြီးသွားပါပြီကျေးဇူးတင်ပါတယ် chapter 8ကိုနောက်တစ် file video တစ် file လုပ်မယ်เนาะအဲ့ဆိုတော့7 8 9 10 11 12 13ဆိုပြီးတော့မှ7 8 9 10 11 12 13ခုနှစ်ခန်းเนาะများတဲ့အတွက်ခုနှစ်ခန်းစလုံးလုပ်ရင်စာရှည်ဖြစ်သွားမှာဆိုတဲ့အတွက်ခန်းချင်းစီလုပ်ပြင်မယ်เนาะကျေးဇူးတင်ပါတယ် thank you